ကျွန်တော်ရဲ့နော်စိတ်ရင်းမှန်ကျွန်တော်စိတ်ထဲကစိတ်ရင်းမှန်ကျွန်တော်ပြောပြတာနော်အခုလက်ရှိဗျာခေစားနေတာတို့ဟိုမှာသူ့ဟာသူအစင်တန်းဘလိုပဲဖြစ်ဖြစ်ဗျာအပြိုဟိုတခုလက်မုတ်ဆိုးမှရှိတယ်ကျွန်တော်ပြောပြမယ်နော်လူတိုင်းကတော့ဗျာအပြိုကြိုက်ကြတာပဲအပြိုဆိုလို့ရှိရင်ကြိုက်ကြတာပဲအဲကြိုက်တဲ့တည်းမှာကျွန်တော်မပါဘူးလုံးဝ no လုံးဝမပါဘူးသူကပြိုမကားလို့ဟိုရပင်းနဲ့ပဲပြိုရဲရဲနဲ့ပဲပြိုစိတ်ကုန်ဝင်ကြတာစိတ်ကူးမရင်လားရှင်းလားအပြိုဆိုပြီးတော့လည်းမန္တလေးတက်တိုင်းလည်းလက်မခံနိုင်ဘူးနော်အိမ်အောင်တဲ့တခုလက်တကယ်ဇရာရှင်းနောက်ကြောင်းရှင်းပြီးတော့စင်ကယ်မားသားတွေအများကြီးရှိတယ်ခလေး3ယောက်ရှိ2ယောက်ရှိကျွန်တော်ကြိုက်လို့ကျွန်တော်သဘောကျကျွန်တော်ယူမှာပဲခေါင်းမရင်ကောက်ပြီးတော့ရဲရဲတင်းတင်းယူလိုက်မယ်ရင်မောက်ပြီးတော့ယူလိုက်မှာအပြိုဆိုပြီးဖင်ရတိုင်းလည်းသိမခံနိုင်ဘူးအခုလက်ရှိဘဝလက်ရှိဖြစ်နေနေရမှာအဲ့အပြိုဆိုတော့ပြောပြမယ်ကြိုက်တဲ့ပြိုကျွန်တော်ခေါင်းခေါက်ယူလို့ရတယ်ရှင်းလားဖုန်းထဲမှာနေတက်တော့ထဲမှာနေမဟုတ်ဘူးနော်အခုအပြင်ထွက်ကျွန်တော်အပြင်သွားအခုသွားကျွန်တော်ကေပေးသွားလို့နေကြဆိုင်ကျွန်တော်သွားညဆေးဆိုင်အမှသွားပြီးကျွန်တော်အများကြီးရှိတယ်မပြောချင်တာတွေကိုနော်အပြုံမမဟုတ်ဘူးကိုကြိုက်နှစ်သက်တဲ့လူဗျာကိုနဲ့သားစရာကြိုက်တဲ့လူကိုနဲ့တွဲလို့အဆင်ပြေမယ်သူကလည်းကိုယ့်ဘောနားလေပြီးတယ်ကိုကလည်းနားလေပြီးတီးခတ်ပေးတယ်တယောက်နဲ့တယောက်လည်းအပြန်လေးစားမှုရှိတယ်ဆိုရင်ဒါဆိုအဆင်ပြေသွားပြီရှေ့လျှောက်ဟုတ်တယ်မလားနော်အခုအဲ့လိုမဟုတ်ဘူးဘယ်လိုပြောမလဲဆိုတော့အရန်နေဖင်ရလုံးဝကြီးတယ်ဘာပြိုလာလဲမသိဘူးရပေးနဲ့ပြိုလာရဲရဲနဲ့ပြိုလာလားမသိကျွန်တော်စိတ်ထင်တော့ကျွန်တော်ဒီများသားသမီးမပြောပါဘူးထားလိုက်တော့ကိုချောင်းကိုသိဒီများတော့မပြောအောင်ကိုနဲ့ပတ်သက်တဲ့လူကဘလို့လူလဲဟုတ်လားအရင်စုံစမ်းကြည့်အောင်သိလားကျွန်တော်ဘဝမှာလေကျွန်တော်ဒီလိုမျိုးဖြစ်နေတာအဲ့မိမလေးကြောင့်ဖြစ်နေတာသိလားအရင်ตายာခဲလို့ရန်ကိုကြိုက်ခဲလို့မိမလေးကိုတအားကြိုက်ခဲလို့ရန်ကိုตายာခဲလို့ဒီလိုမျိုးကိုကျွန်တော်ဖြစ်နေတာလမ်းလွဲနေတာ73နှစ်လောက်ရွယ်ကလေးရဗျာဖလားမလန်ထပြီးတော့အရန်ကိုရင့်ကြက်ခဲ့တာ73နှစ်သားကလေးကမိမလေးနဲ့တူတူကျင်းလိုက်နေကြက်စားခဲ့တာတေးသေးကြီးတခုလည်းဖြစ်ဟိုဘိုးကြိုက်ကြလာခဲ့အကုန်တန်းတိတန်းဟွာဖြစ်တယ်တန်းပြီးတော့အစင်ဟွာဖြစ်တယ်အဲ့တော့လာပြီးတော့စောက်ဖို့တွေလုပ်ပြီးမန္တလေးတက်ပြီး तू ကအပြိုပါတွေအိုပါတွေလာမလုံးနဲ့စိတ်ဝင်စားအောင်စောက်ကြက်မကောင်းဒိုး तू ကတပြိုမကောင်း2ပြိုပဲ3ပြိုပဲဖြစ်စိတ်ကုန်ဝင်စားတာနော်ဟိုဒီလူတယောက်နဲ့တွေ့အဲ့လူတယောက်ဘလို့လဲ तू စိတ်ကဘလို့လဲ तू ကဘလို့ပြောတတ်လဲဘလို့နေထိုင်တတ်လဲဆိုတော့တေချာစုံစမ်းတီးအောင်စုံစမ်းမဲ့နဲ့စောက်ဖို့လာမလို့ကျွန်တော်ဘွားကိုလာပြီးမစိုးမိုးနဲ့ကျွန်တော်ဘွားစိုးမိုးရင်ဘယ်သူမှသိမခံဘူးဘယ်လိုလူမျိုးမှသိမခံတာဗျာတဲ့ပြောရရင်ရှင်းလားမိဘတော်မှမရဘူးနော်ခုချိန်ကြီးကိုမာနာနဲ့ကိုအိမ်မောင်ပြန်မတက်ဘူးဖြစ်တော်နေတယ်ဖြစ်တော်စားတယ်ကိုယ့်ကိုပြောနေတယ်လာလာပပနေတယ်ဒါပဲလေဘယ်သူမှခီးမဆိုင်တာရှင်းလားဒါမစိုးမိုးနဲ့စိုးမိုးလို့မရဘူး